ပြီးရင်နံပါတ် D ကိုတွက်ပြမယ်နော်နံပါတ် D ကကြတော့အဲ့ဒါ implicit differentiation ပုံစံဖြစ်နေတာဆိုတော့ okay အဲ့တော့ C တွက်မယ် C လေးကသူကဒီမှာ y equal log 3 log base 3 sin x plus e power x နော်ဆရာမဒါဒီတိုင်းပဲ log မယူဘဲနဲ့အရင်ဆုံး integrate လုပ်differentiate လုပ်ပြမယ် dy over dx equal to log function log ကို integrate လုပ်ရင် sorry integrate တွေရောနေဆွဲနေတင်ပြီးတော့ log ကို integrate လုပ်ရင်ဘာရမလဲ1 by အဲ့တော့ဒီမှာ x မဟုတ်ဘူးဒီအတွဲလိုက်ကြီးရေးမယ်ဒါပဲလားဟုတ်ပြီပြီးရင်ဒီအတွင်းထဲက house ဆရာမတို့ဘာလုပ်ပေးရမလဲဆိုရင်ပြန်ပြီးတော့ shape ပေးရမယ်เนาะအဲ့တော့ဆရာမဒီလိုလေးရေးလိုက်တယ်အဲ့တော့ဒါပြန်ကူးမယ်1 over sin x plus e to the power x เนาะဒီ log 3 log e base 3နဲ့ဒီလိုလေးဖြစ်သွားမှာပေါ့เนาะသူဝင်ဒီလိုမျိုးတစုတည်းရေးလိုက်ရင်ပြောတာအဲ့တော့ sin ကို shape တော့ cos ရတယ် cos x ပြီးသွားရင် plus e power x ကို shape တော့ e power x ပဲရမယ်ပြီးသွားပြီပြန်ရှိတ်ပေးစရာလည်းမလိုတော့ဘူးဘာလို့မလိုတော့လဲဆိုရင်ဒီမှာ u of x မဟုတ်ပဲ x တွေပဲဖြစ်နေလို့เนาะဒီ function ဟာလည်း x ပဲဒီ function ဟာလည်း e power x ရဲ့ဟာလည်း x ပဲဆိုတော့ပြီးသွားပြီเนาะပြန်ရှိတ်ပေးဖို့မလိုဘူးခွင်းစားခွင်းပိတ်ကတော့ခတ်ရမယ်မခတ်ခဲ့ရင်ဒီအရှိရဒီတန်မိုးကြီးဒီ cos နဲ့ပဲဆိုင်တယ် e power x နဲ့မဆိုင်ဘူးဖြစ်သွားရင်မှားမှာမို့လို့ခတ်ရမယ်ပေါ့เนาะအဲ့တော့ဒီအဖြေလေးကတကယ်လို့ log 3e log e base 3ဆိုတာဒီ constant မို့လို့ဟိုးရှည်ဆုံးကိုထုတ်မယ်ဆိုရင်ဒီလိုလေးဖြစ်ပြီးတော့ဒါလေးကဝင်မြောက်မယ်ဆိုရင်ဝင်မြောက်ရင်ဒါနှစ်ခါရေးနေရမှာဆိုတော့မမြောက်တော့ပဲထားလိုက်ရတယ်เนาะ1 over sin x plus e to the power x ပိုင်းဝေမှာက cos x plus e power x เนาะဒီလိုရမယ်เนาะဒါအရှိရ log e base 3ကိုချ constant အနေနဲ့ထုတ်ထားလိုက်တာเนาะဟိုဝေးမြောက်လဲခြေစီလို့မရတဲ့အတွက်ကြောင့်မြောက်မနေတော့တာပေါ့เนาะเนาะမြောက်မနေပဲထားခဲ့လိုက်တော့တာအဲ့ဒါဒီလိုလေးရမယ်အဲ့ဒါအဖြေပဲပေါ့ဟုတ်ပြီနံပါတ် D နံပါတ် D ကじゃသူက implicit ပုံစံเนาะ implicit differentiation ဆိုရယ် implicit ပုံစံဖြစ်နေတယ်အဲ့တော့အဲ့လိုပုံစံမျိုးတွေဘာလို့ဆရာမ implicit လို့ပြောလဲဆိုတော့ y equal to လိုမျိုး a b c သုံးပုံလိုမျိုးပေးထားတာမဟုတ်ဘဲနဲ့ဒီမှာ y ကဒီမှာလည်းပါတယ်ဟောဒီမှာလည်းပါတယ်เนาะဒီလိုမျိုးရောထွေးနေညီမချင်းကအဲ့လိုပုံစံမျိုးဆိုရင်အဲ့ဒါ implicit differentiation ပုံစံပါဒါဆိုရင်ဆရာမတို့ကဘာလုပ်ရလဲဆိုတော့နှစ်ဖက်စလုံးကို differentiate လုပ်ပါမယ်ဆိုပြီးတော့တန်းပြီးတော့နှစ်ဖက်စလုံးကိုတပြိုင်နက်တည်းရှိတ်တယ်အဲ့တော့စာလေးရေးတယ် differentiate both sides with respect to h เนาะ differentiate both sides with respect to h ဆိုပြီးတော့ရေးမယ်เนาะဆရာမတို့ကောက်လေးရေးလိုက်တယ် okay အဲ့တော့တခါလေးရှိတ်လို့ရပါပြီ x ရဲ့ e power y ရဲ့ဘာလို့ထားလဲမြောက်ထားတော့ရှေ့ထားမယ် x နောက်ကိုရှိတ်တော့ e power y ကိုရှိတ်တော့ဟုတ်တယ်ဒီ y မှန်ဒီ x เนาะအဲ့ဒါမမေ့ရမယ်ကိစ္စပဲ plus ဒါရှေ့ထားနောက်ရှေ့ပဲပြီးသေးနောက်ထားပြီးတော့ရှေ့ရှေ့ရအောင်မယ် e power y x ကို x နဲ့ရှိတ်တာ1မရေးတော့ plus ln xy ကိုရှိတ်မယ်အဲ့ဒီ xy ကိုဟုတ်ပြီရှေ့ထားနောက်ရှေ့ plus နောက်ထားရှေ့ရှေ့เนาะရမယ်เนาะဒီ x ကိုရှိတ်တော့ x ကိုထားတော့ x y ကိုရှိတ်တော့ dy over dx y ကိုထား x ကိုရှိတ်တော့1 equal sin ကိုရှိတ်တော့ဟုတ်ပြီရပြီပြီးသွားပြီအဲ့တော့ဒါလေးကို
ညီမြချင်းလေးကိုသူလိုချင်တာဒီ dy over dx လိုချင်တာဖြစ်တဲ့အတွက်ကြောင့်စုတစုတစည်းတဲ့ dy over dx ရအောင်ဝင်မြောက်စရာရှိတာမြောက်မယ်ပို့စရာရှိတာပို့မယ်အဲ့တော့ ey ဒီ dy over dx မပါတဲ့ကြောင့် e power y ကိုဟိုဘက်ကိုပို့မယ်ဒါလေးကပို့လို့မရသေးဘူးမြောက်ထားတာဝင်မြောက်မယ်ဝင်မြောက်တော့ဒီ h တစ်လုံးနဲ့ဒီ h တစ်လုံးနဲ့ကြည့်တယ်အဲ့တော့ဘာရလဲဟုတ်ပြီပြီးအဲ့ဒါကနောက်က y နဲ့လည်းဝင်မြောက်မယ်အဲ့တော့ y ကြည့်တယ်ဟုတ်ပြီ equal ဒီဘက်ချမ်းကိုပို့လိုက်တာက cos h ရှိတယ် minus e power y အဲ့တော့ဒီမှာ dy over dx ကိုပုံထုတ်လိုက်ပြီရှေ့မှာဘာကြလဲ h e to the power y နောက်မှာဘာကြလဲ equal cos h minus e power y plus 1 over cos h ကဒီဘက်ကိုရောက်တယ် minus လိုချင်တာ dy over dx မြောက်ထားတော့သွားစားမယ်သွားစားတော့ h e power y plus နော်ဒါပဲအဲ့ဒါပဲရတော့မှာနော်အောက်နဲ့ပိုင်းဒါပိုင်းတွေညှိပြီးတော့အောက်နဲ့ခြေစရာပြုစရာရှိလားခြေလို့ရနိုင်လားပေါ့နော်ခြေလို့ရနိုင်တဲ့ခြေစရာပြုစရာရှိတယ်ဆိုလို့ရှိရင်တော့ပိုင်းတွေဒီအပေါ်ကဒီဟာလေးကိုလည်း h လေးကိုလည်းတစ်ခုလုံးပိုင်းတွေညှိတာမျိုးအောက်ကဟာကိုလည်း y ကိုလည်းတစ်ခုလုံးပိုင်းတွေညှိတာမျိုးလုပ်ပြီးတော့ခြေချင်းခြေမှာပေါ့နော်ထပ်ပြီးတော့ဟို simplify လုပ်လို့ရသေးတယ်ဆိုရင်ပေါ့သူကမေးခွန်းလေးကိုကြည့်ကြည့်လိုက်တော့ပု္ပ္ပစာလေးက1 equal to h to the power x နော် base ကလည်းဘာဖြစ်နေလဲဆိုတော့ variable နော် variable ဖြစ်နေတယ် x နော်အပေါ်ကသူ့ရဲ့ exponent ဆိုတော့ထပ်ညွှန်းကလည်း variable နော် function ဖြစ်နော် base ကလည်း function ပဲ exponential ကလည်း function ပဲဖြစ်နေနော် variable function ပေါ့နော်နှစ်ခုစလုံးဒီ function ဖြစ်နေတာအဲ့လိုမျိုးဟာမျိုးကိုဆရာမတို့ကတန်းပြီးတော့ဒါကြီးကိုဟာထညွန် power ရှေ့ချ x ကိုရှေ့ချ x ကိုတစ်ခုလျှော့အဲ့လိုသွားလို့မရအဆင်မပြေဘူးနော်အဲ့ဒါမျိုးကိုဆရာမတို့က तू ဘာမှမပြောလဲကိုကဘာနဲ့တွက်ရမှာလဲဆိုရင် log ယူပြီးတွက်ရမှာထညွန်နဲ့ဆိုတော့ပြီးတော့နော် log ယူရမယ်ဒီတိုင်း integrate လုပ်လို့အဆင်မပြေဘူးအဲ့တော့ log ယူမယ်ဆိုတော့မြေခွန်းမှာ solution ကy equal to h to the power x log ယူလိုက်တော့ဒီဘက်ကို log ယူတယ် ln y ဒီဘက်ကိုလည်း log ယူတယ် ln h to the power x အဲ့တော့ log ယူပြီးသွားပြီဆိုတဲ့အခါမှာဒီထညွန်းလေး x လေးကိုအရှိကိုချလို့ရပြီ h ln x ရလားအဲ့ဒါဆိုရင်ဆရာမတို့ differentiate လုပ်လို့ရသွားပြီ differentiate both side with respect to နော်မဟုတ်ရင်ဘာလောက်ရမှမသိဘူးဖြစ်နေမယ်အဲ့တော့ ln y ကို differentiate လုပ်တော့ 1 over y ကိုပြန်ရှေ့ရတယ် dy over dx ဒီနှစ်ခုက x ဆိုတဲ့ function ln x ကိုမြှောက်ထားတယ်ရှေ့ထားမယ်နောက်ရှိတော့1 over x plus နောက်ထားမယ်ရှေ့ကိုရှိတော့1ဆိုတော့မရေးတော့ x နဲ့ x နဲ့ကကြည်သွားတယ်1 plus ln x ဒီဘက်က y ကစားထားတယ်လာမြောက်မယ်လိုချင်တာ dy over dx y ညမှာပေးချက်ကပေးထားတဲ့ဟာပြန်သွင်းမယ် x power x 1 plus ln x ဒါလေးက3မှတ်တန်လေးမေးလို့အဆင်ပြေတယ်3မှတ်တန်လေးမေးမယ်ဆိုလဲမေးလို့ကောင်းတယ်เนาะမေးခွန်းကဘယ်လိုတွေလှည့်လာနိုင်လဲဆိုတော့ x power x မဟုတ်ဘဲနဲ့ x power 2x တို့เนาะ x power x square တို့เนาะအမျိုးစုံပေါ့เนาะထပ်ပြီးတော့ဒီမှာ h to the power အဲ့ power မှာထညွန်းတခြားဟာတွေဆင့်ပြီးတော့ပြောင်းပြီးတော့ချိန်ပြီးတော့ function x ပါတဲ့เนาะ function x ပါတဲ့တခြားဟာတွေပြောင်းပြီးတော့မေးလို့ရတဲ့ပုံစံလေးဖြစ်တယ်เนาะအဲ့တော့သူဘာမှ logarithmic differentiation ကိုသုံးပါလို့မပြောပေမဲ့လည်းကိုကဒါကိုသုံးပြီးတော့တွက်တာအဆင်ပြေမယ်အဲ့တော့ဆရာမဒါနှစ်ပတ်စလုံးကိုမလုပ်ရမှာလဲရှေ့ရမယ်เนาะ both side ဆိုပြီးတော့ရှေ့ရမယ်ဘယ်သူနဲ့လဲဆိုရင် with respect to x နဲ့အဲ့တော့ဒီမှာ x ရဲ့ ln y ရဲ့မြှောက်ထားတယ်မြှောက်ထားတော့ရှေ့ကိုထားနောက်ကိုရှိတော့1 over y
plus နောက်ကိုထားရှေ့ကိုရှိတော့1မရေးတော့ဘူး e power xy ကိုရှိမယ် e power xy ပြန်ရှိမယ်ဒီ xy ပြန်ရှိတော့ xy ကမြှောက်ထားတာဆိုတော့ခွဲစမယ်နော်ရှေ့ထား plus နောက်ထားရှေ့ရှိ2ကိုရှိတာက0ကို constant ကိုရှိတော့0เนาะမှတ်မိတယ်အဲ့တော့ဒါလေးက x over y dy over dx เนาะဒီကောင်လေးကဝင်မြောက်မှရမယ် e power xy x เนาะအရှိမဒီ x လေးရှိသေးတယ်အဲ့ x လေးရှုပ်နေမှာဆိုလို့ဆရာမဒီအရှိလေးကိုထုတ်ရေးလိုက်မယ်သူကထပ်ကိန်းလဲမပါဘူးဆိုတော့เนาะအဲ့တော့ x လေးကိုဒီနားလေးထုတ်ရေးလိုက်တယ် x e power ဆရာမတို့ dy over dx ရှာမှာမဟုတ်လို့သူ့ကိုပို့တော့မှာမဟုတ်ဆရာမdy over dx e power xy နဲ့ y နဲ့ဝင်ပြောက်ပြီး y e power xy เนาะဒီဘက်က minus ln y ပို့လိုက်ပြီး dy over dx ကိုဆရာမစုပြီးရှေ့မှာက x over y plus x e to the power xy ဒါလေးကိုလည်းရွှေ့ပြီး ln y minus y e power xy လိုချင်တာဒီဘာတူလဲဟုတ်ပြီမြောက်ထားတော့သွားစားမယ်dy over dx equal to minus ln y minus y e power xy x over y plus x နော်ဖတ်စာအုပ်ကအဲ့မှာပဲရက်တာလားလက္ခဏာပြောင်းသေးလားအနှုတ်ကိုအောက်ချပြီးတော့အနှုတ်ကိုအောက်ချရင် minus ln y plus လို့ပြင်မယ် y e power xy နော်ဒီအနှုတ်ကိုပါမြင်းမဆွဲပြီးမရေးနဲ့နှုတ်ကဒီအောက်မှာကျနေတာ x over y plus x e to the power xy ဒီမှာအပိုင်းကိန်းနဲ့ဖြစ်နေတာကဟိုပိုင်းစီနှိချပြီးတော့အပေါ်က y နဲ့ခြေလို့ရတယ်ဆိုရင်ခြေဦးမှာပေါ့နော်ကြည့်လိုက်တော့အပေါ်မှာ y တစ်လုံးတော့ပါတယ်ဒါပေမဲ့ဒီ ln y မှာ y မပါတဲ့အကြောင်းခြေလို့မရအောင်အကယ်လို့ဒါဒီ ln y မှာပါ y ပါတယ်ဆိုရင်ဒီအောက်ကဒီဟာလေးကို y ပိုင်းတွေနှိပြီးအပေါ်က y နဲ့သွားခြေခြင်းခြေမှာပေါ့နော်ခြေမှာတော့မဟုတ်မြောက်သွားမှာအဲ့ခါကျရင်သူကပိုင်းကြီးအောက်ရှိနေတော့အပိုင်းကိန်းမှာရှိနေတော့နော်အဲ့တော့ဒါနဲ့ပဲရက်ခဲ့တော့မယ်နော်